နော်အော်ငါပြောရလားအော်ငါပြောရလားရှင်းမဖြစ်ပြီးတော့မမကန်ကန်ရေးနော်ရေးရတယ်ရေးရတယ်ပြောရတယ်ပြောရတယ်ခွေးရတယ်ပြရတယ်မနှံ့တော့ဘူးနော်ဘာပြောနာခွေးပြစင်မင်းနဲ့ပွေရတင်စားလိုက်အောင်ဟုတ်ပြီလားနော်ငါတို့ကဖုန်းရောက်နေတာအဲ့စကားတွေကြောင်းကြောင်းဟုတ်ဘူးနင်ကြည့်နေတယ်ဆိုရင်ဝယ်သွားတဲ့ဖုန်းကနင်စိုက်တဲ့ Telegram ကနေပြီးတော့နင်စိုက်တဲ့ channel ကို join ကြည့်နင်စိုက်တဲ့ What the hell ကျေရွာတွေကလူတွေကပြောနေတယ်ကိုရကျွန်တော်တော်တော်ချစ်တာပဲတဲ့ bruh ချစ်တာဘောကငန်းကြီးရဲ့အခုမှငန်းကြီးတယောက်ပဲရှိတာအရင်ချစ်တာကျွန်တော်လည်းကိုကြီးချစ်ဝေးကျွန်တော်မြင်တာကိုကြီးမြင်တာတရားရောက်ငါအရင်မြင်တာနော်ကျွန်တော်လည်းပြောသားကြီးကျွန်တော်အရင်မြင်တာတရားရောက်ငါအရင်မြင်တာလေခင်ဗျာပုံလို့ပဲသားမလို့တဲ့ကျွန်တော်အရင်မြင်တာမင်းမြက်ခွက်မပြင်းချင်းမင်းတလမ်းမမကျွတ်နဲ့ကျွန်တော်လည်းကိုကြီးဆိုပြီးတော့ညီနေမှာမဟုတ်ဘူးတော့ပြန်ချပါတရားရောက်ငါညီဆိုပြီးလည်းညီနေမှာမဟုတ်ဘူးတော့မင်းငါမင်းပြောပြီနော်မင်းဒီမှာဒီမှာမင်းညမပြောတော့ကျွန်တော်အရင်မြင်တာငါအရင်မြင်တာလို့အရင်တွေ့တော့လုံးနေရထိကောထိကောထိကော那个高价机呗，ငါတို့ကကြီးတာပဲကြိုက်တာဟုတ်တယ်အမအမောင်လေးလည်းကြီးတာပဲကြိုက်တယ်လူမြင်ဘူးလားငါမင်းကိုချစ်နေရကြာပြီငါ့ကိုအကြည့်လေးတစ်ခုတော့ပေးရအောင်ကျမရှိဘူးချစ်တယ်လို့ပြောနေလို့ပို့တယ်နော်ဟိုတချင်းဘုံနဲ့တော့ရိုက်ပါအောင်ဆရာကျွန်တော်ကမှလေးပုတ်ပေးခြင်းလို့ဟိုအေးမင်းဘာတချင်းနဲ့ရိုက်ချင်တာဆရာလေကျွန်တော်ရုံမဲ့လိုက်မဲ့တချင်းလေးပေါ့ကျွန်တော်ကမှလေးကျွေးစင်းတော့ရုံနဲ့လိုက်မဲ့တချင်းအေးရိုက်ပြီမယ်ရပြီလားစမယ်နော်တရောင်းစားလမ်းဘေးမှာတောင်းစားတော့သူ့ရဲ့အကြောင်းပါတရောင်းစားလမ်းဘေးမှာတောင်းစားတော့သူ့ရဲ့အကြောင်းပါတရောင်းစားလမ်းဘေးမှာတောင်းစားဟာဆရာဘာတချင်းတွေမှာကျွန်တော်ရုံနဲ့လိုက်ကိုလိုက်တာဆရာရလိုက်တာဘောငါလည်းပဲလိုက်တာမှမိတ်ကတ်တောင်လိမ့်နေရမလို့ဒီခွက်လေးနဲ့ဆိုပို့ပြီးတော့မှလိုက်သေးမလုံးမဆရာအရောက်ပို့နေတယ်ထောင်းသားနဲ့တောင်းတာပေါ့